နောက်တကယ်ချင်းမဲဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့ Starlink Channel ကနေပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပြသွားမယ်အကြောင်းအရာလေးကတော့နော်ကိုတော်ရင်နဲ့နော်ကိုရဲ့စင်ကလေးတစ်ခုကိုနော်ဒီထက်စင်ကလေးတစ်ခုကိုနော် internet free တလားစာယူလို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်လာပြီးမျှဝေတင်ပြသွားမှာဖြစ်ပါတယ်နော်အဲ့ဒီကိုထိုင်းနိုင်ငံမှာနေပြီးတော့အဲ့ဒီဒီထက်စင်ကနော် internet free တလားစာရအောင်ဘယ်လိုမျိုးသွားယူပေးရမလဲဆိုရင်တော့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုအစားနဲ့အစုပ်ထိကြည့်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီမှာပထမဆုံးကိုယ့်ရဲ့ folder မှာစိတ်ထားရမှာတော့အဲ့ဒီဒီထက် software လေးတစ်ခုကိုကိုယ်ကသွားပြီး download ဆွဲပေးရမှာဖြစ်ပါတယ်နော်ကို download ဆွဲဖို့ဆိုရင်ကတော့အဲ့ဒီ folder မှာပါလာတဲ့ Play Store ကိုပဲသွားပြီး download ဆွဲပေးရမှာဖြစ်ပါတယ်နော်ကျွန်တော်ကတော့ download ဆွဲထားပြီးဆိုရင်တော့ကျွန်တော်သွားပြီးမပြတော့ပါဘူးလို့နော်ဒီမှာပထမဆုံးကိုယ့်ရဲ့ detail software လေးကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်မယ်နော်နှုတ်ဝင်လာလို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာတဲ့အဲ့ဒီအချက်လက်များဆိုတဲ့စာလေးတစ်ကြောင်းကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နော်ပြီးလို့ဆိုရင်တော့ဒီနေရာမှာပေါ်လာပြီးဆိုရင်အပေါ်မှာနဲ့ဆွဲတင်ပေးလိုက်မယ်နော်ပုံမှန်နဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်တော့ကိုပြိုင်ပြီးမြင်တွေ့ပေးရမှာတော့ဒီနေရာမှာစီနဲ့အဲ့ဒီမူလပကေပြောင်းမြည်ဆိုတဲ့စာလေးတစ်ကြောင်းကိုတစ်ချက်ပြန်ပြီးနှိပ်ပေးလိုက်နော်နေလို့ပြီးဆိုရင်တော့ဒီနေရာမှာပေါ်လာပါပြီနော်ဒီနေရာမှာပေါ်လာတဲ့အတွက်ကြောင့်နော်ကိုကဒီfee တလားစာယူချင်တယ်ဆိုရင်တော့ဒီအောက်နာမှာစီနဲ့အဲ့ဒီလဲယူရန်ဆိုတဲ့စာလေးကိုကိုကနှိပ်ပေးလိုက်မယ်ဆိုရင်တော့အဲ့ဒါရသွားပါပြီနော်ပြီးလို့ဆိုရင်သူပေးထားတဲ့ရဲရတော့30ရဲနဲ့4 MB ကိုသူပေးထားတာဖြစ်ပါတယ်ပြီးလို့ဆိုရင်ဒီနေရာမှာ fee ဆိုတဲ့အခွန်မပါနော်အခွန်လည်းမပါပါဘူးနော်ဒီနော်ဒီနေရာမှာကိုကfee တလားစာလာယူလို့ရပါရဲ့နော်ဒီမှာတစ်ချက်နဲ့ကြည့်လိုက်မယ်နော်နားနေလို့ပြီးဆိုရင်တော့ကိုထည့်ထားတဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ဒီနေရာမှာအတည်ပြုပါဆိုတဲ့စာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်တော့ကိုကတလားစာ free internet အသုံးပြုလို့ရပါပြီတော့နော်ကျွန်တော်အဓိကပြောချင်တာကတော့ကိုယ့်ရဲ့ phone ရဲ့စင်ကားကတစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ phone ရဲ့စင်ကားကိုရမရကိုကသွားပြီးလုပ်ကြည့်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်တခြားစင်ကားတွေကတော့မရဘူးလို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တကယ်ချင်း message ကဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးကိုယ့်ရဲ့စင်ကားကို internet free တလားစာရလားမရဘူးလားဆိုတာကတော့တွားပြီးစိုက်ကြည့်ပေးကြပါပြီးလို့ဆိုရင်ရမရကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment အောက်မှာလာပြီးရေးပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်ဒီနေ့ကတော့ဒီလောက်ပါပဲနော်တကယ်လို့ကျွန်တော်တကယ်ချင်း message များဒီဗီဒီယိုဖိုင်လေးကို message တို့အတွက်အကျိုးစီးပြီးအသုံးဝင်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလိုက် share လုပ်ပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ပြီးလို့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း follow မလုပ်ရသေးဘူးဆိုရင်လည်း follow လုပ်ပေးကြပါဦးလို့ကျွန်တော်မြစ်တာရခံပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေနော်